ကဲဒါကတော့ပေးသက်တည်းရဲ့ချစ်တော်ဒီအသက်40ပြည့်တော့မှာဖြစ်တဲ့လူကာမိုဒရစ်ရဲ့တရင်ပဲဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ရက်ကဒီစလိုဗေးနီးယားနဲ့ကစားခဲ့တဲ့ခရိုအေးရှားနဲ့စလိုဗေးနီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ 2-1 နဲ့အနိုင်ရရှိခဲ့တယ်အဲ့ဒီပွဲမှာလူကာမိုဒရစ်ကလှပတဲ့ဂိုးတကူသွင်းယူခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအသက်40ပြည့်တော့မယ်ကမ္ဘာဖလားကို9ချိန်မြောက်ဝင်ရောက်ကစားဖို့ပြင်ဆင်နေတဲ့လူကာမိုဒရစ်ကဒီ friendly match မှာတော့မှပဲဒီ max ကိုဝစ်ဆင်ပြီးတော့နိုင်ငံအတွက်တေချာလေးကစားပေးခဲ့တယ်လှပတဲ့ဂိုးတကူကိုလည်းသွင်းယူပေးခဲ့တယ်ဆိုတော့ဒီကစားသမားဆိုလို့ရှိရင်ဘလွန်တီကိုတစ်ချိန်ရထားတယ် Champions League ကြီးပဲ6ချိန်ရတယ်နောက်ကမ္ဘာဖလား4ချိန်ပါဝင်ကစားခဲ့ပြီးတော့အခုလက်ရှိမှာ9ချိန်ပါဝင်ဖို့အတွက်ကိုအဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်ဆိုတော့ဒီလူကာမိုဒရစ်ဆိုတဲ့ကစားသမားဆိုတာကဒီဘောလုံးသမားတယောက်ထပ်ပို့ပြီးတော့ခရိုအေးရှားဘောလုံးသမားရဲ့တက်ရှိ legend တယောက်ဖြစ်နေတာဖြစ်ပါတယ်ဆိုတော့ပေးသက်တွေရောလူကာမိုဒရစ်ကိုကြိုက်တဲ့သူတွေရှိလားသဘောထားအမြင်မဲ့ချက်ကလေးတွေရေးပေးခဲ့ပါဦးလူကာမိုဒရစ်နဲ့အတူခရိုအေးရှားအသင်းကဘယ်လောက်အောင်မြင်မှုရတယ်လဲဆိုတာကိုကျွန်တော်တို့လာမယ့်ကမ္ဘာဖလားမှာစောင့်ကြည့်ကြမှာဖြစ်ပါတယ်